ဒီနေ့လေးလာစူးစမ်းကြည့်မယ်အကြောင်းအရာကတော့စီးပွားရေးလောကမှာတော်လေးဂန်ဒဝင်းမြောက်တယ်လို့ပြောလို့ရတယ် Plan to win စောက်ရဲ့အဓိကအတွေးအခေါ်တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှင် Procter & Gamble ရဲ့ CEO ဖြစ်ခဲ့သူ AJ Leffley နဲ့ထိပ်ကျောင်းမဟာဗျူဟာပညာရှင် Roger Martin တို့ရေးထားတာဆိုတော့အတွေ့အကြုံကတော့အပြည့်ပဲပေါ့နော်ဒီနေ့ဆွေးနွေးမှုကသဘောတရားတက်တက်မဟုတ်ဘူးဆိုတာကျွန်တော်သဘောကျတယ်တကယ်လုပ်ငန်းတစ်ခုအတွက်ပြုစုထားတဲ့ viewer ခွဲခြမ်းစိတ်ဖြားချက်ကိုအခြေခံထားတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့သဘောတရားတွေကိုလက်တွေ့မှာဘယ်လိုအသုံးချလဲဆိုတာပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သွားရမှာပါကောင်းပြီဗျာဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့ဆွေးနွေးမှုရဲ့အဓိကရွေးချက်ကိုအရင်ပြောရရင် viewer ဆိုတာလုပ်စရာတွေအများကြီးချရေးထားတဲ့ to do list မဟုတ်ဘူးဆိုတာကိုနားလည်ဖို့ပဲเนาะတိတိကျကျပြောရရင်တော့ရွေးချယ်မှုပြုလုပ်ခြင်းရဲ့စွမ်းအားပေါ့ကိုဘာတွေမလုပ်ဘူးလို့ဆုံးဖြတ်တာကပိုအရေးကြီးတယ်ဆိုတဲ့အယူဆပါပဲဟောတာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့မေးခွန်း၅ခုကိုဖြေတာပဲတဲ့ strategic choice cascade လို့ခေါ်တယ်နော်ဟုတ်ပါတယ်ရေးတဲ့ခုလို့အပေါ်ကနေအောက်ကိုစီးဆင်းသွားတဲ့သဘောမျိုးပါအဲ့ဒီတော့ပထမဆုံးမေးခွန်းကပါလဲဗျပထမဆုံးနဲ့အရေးကြီးဆုံးကတော့ what is our winning aspiration ပေါ့ငါတို့ဘယ်လောက်ထိအောင်မြင်ချင်တာလဲဆိုရဲမေးခွန်းပါwinning aspiration ဆိုတော့အောင်မြင်ချင်တယ်ဆိုတာလောက်နဲ့မပြီးဘူးပေါ့ဟုတ်တယ် winning ဆိုတဲ့စကားလုံးကိုတမင်သုံးထားတာဈေးကွက်မှာနေရာတနေရာရခုလောက်မဟုတ်ဘူးဒီနယ်ပယ်မှာပြိုင်ဘက်အားလုံးကိုကြိုပြီးထိတ်ဆုံးမှရည်တည်မယ်ဆိုတော့ပြင်းပြတဲ့ရီမန်းချက်မျိုးကိုဆိုလို့လာရှင်ဒါကအစာပြိုးပုံကကွာသွားပြီလုပ်ငန်းတော်တော်များများကရှင်တန်ရက်တည်နိုင်ဖို့တော့ပဲရီမန်းကြတာကောင်းပြီဒုတိယမေးခွန်းကပေါ့ဒုတိယမေးခွန်းက where will we play ငါတို့ဘယ်ဈေးကွက်မှာရှင်ပြိုင်မလဲကိုယ့်ရဲ့ကစားကွင်းကိုရွေးခိုင်းတာပေါ့မှန်ပါတယ်ဘယ် customer segment ဘယ်ပထဝီဝင်နေမိဘယ် product အမျိုးအစားအဲ့ဒါတွေကိုတိတိကျကျဆုံးဖြတ်ရတာပါလူတိုင်းကို target မထားဘူးကိုနိုင်ရနိုင်ဆုံးနေရာကိုပဲရွေးတာလေပြီးတော့မှတတိယမေးခွန်း how will we win ဆိုတာလာတယ်ငါတို့ဘလို့အနိုင်ရမလဲအဲ့ဒီကစားကွင်းထဲမှာဘလို့ကစားမလဲပေါ့ဟုတ်ပါတယ်ဒီနေရာမှာစာအုပ်ကရမ်းဖြတ်သားရဲ့လမ်းညွှန်မှုတစ်ခုပေးထားတယ်အဲ့ဒါကဘာလဲဗျာအနိုင်ရဖို့နီလန်ကအခြေခံအားဖြင့်နှစ်ခုပဲရှိတယ်တဲ့တစ်ခုက cost leadership ဈေးအသက်တာဆုံးဖြစ်အောင်လုပ်တာ Walmart လိုမျိုးပေါ့ဟုတ်တယ်နောက်တစ်ခုက differentiation လုံးဝကွဲပြားခြားနားတဲ့တန်ဖိုးကိုပေးတာ Apple လိုမျိုးပေါ့အဲ့ဒီနှစ်ခုခြားတဲ့အလဲမှာပိတ်မိနေတာကအန်ဒီအများဆုံးလို့ဆိုတယ်နော်ဈေးလည်းမသက်တာအရေးသွေးလည်းအကောင်းလုံးမဟုတ်အဲ့ဒီလိုမျိုးဟုတ်ပါတယ်အဲ့ဒါကို stuck in the middle လို့ခေါ်တယ်ရှုံးနေစေမဲ့ view ဟာလို့တော့သတ်မှတ်ပါတယ်ဒီနေ့မှာလက်တွေ့ဥပမာတစ်ခုကြည့်ချင်တယ်ရင်းမြစ်တမှာ Razor Wars တင်နုံတာစစ်ပွဲကြောင်းပါတယ်အဲ့ဒါလေးပြောပြပါအောင်ဒါကဒီသဘောတရားကိုနားလည်ဖို့အကောင်းဆုံးဥပမာတစ်ခုပါပဲဂျီလန်နဲ့ရှစ်တို့ရဲ့စစ်ပွဲပေါ့ဟုတ်ကဲ့ရှစ်ကဈေးနှုန်းကရှင်ပြိုင်ခဲ့တယ်ရှင်သူတို့ရဲ့ message ကဂျီလန်နဲ့အရေးသွေးအတူတူပဲဒါပေမဲ့ဈေးပို့သက်သာတယ်ဆိုတာမျိုးလေး cost leadership ကိုစင်ခေါ်ရပုံစံပေါ့ဂျီလက်ကဘလို့တုံ့ပြန်လဲအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတာဂျီလက်ကအဲ့ဒီဈေးနှုန်းစစ်ပွဲတဲ့ကိုလုံးဝဝင်မကစားခဲ့ဘူးသူတို့က differentiation viewer နဲ့တုံ့ပြန်ခဲ့တယ်ဘလို့မျိုးလေးဗျသူတို့ကဓာတ်သွား၅ခုပါရဲ့ fusion razor ကိုထုတ်လုပ်လိုက်တယ်။အဲ့ဒီအချိန်မှာ Schick မှာဓာတ်သွား၄ခုပဲရှိသေးတာ။ပြီးတော့ Flexboard technology ဆိုတာကိုမိတ်ဆက်ခဲ့တယ်။တင်နှုံးသားလက်ကင်မှာဘောလုံးလေးတစ်ခုထည့်ပြီးမျက်နှာအချော့ကွဲအတိုင်းပို့လိုက်နိုင်တယ်ဆိုပြီးကြော်ညာခဲ့တာ။ခဏလေးနော်ဒီ Flexboard အကြောင်းကတကယ်ကိုထူးခြားတယ်။ရင်းမြစ်ထဲမှာဖော်ပြထားတာကအဲ့ဒီနီးပညာကတကယ်တမ်းမုတ်စိတ်ရတဲ့အရေးထွေးကို2%ပဲပိုကောင်းစေတယ်ဆို။ဟုတ်တယ်2%ပဲ။ဒါပေမဲ့လူတွေကသူတို့ကိုတီထွင်မှုမှာခေါင်းဆောင်လို့မြင်တဲ့အမြင်က40တတ်သွားတယ်ဆိုတော့သူတို့ရောင်းနေတာကပစ္စည်းမဟုတ်တော့ဘူးတီထွင်စမ်းသစ်မှုပုံရိပ်ကိုရောင်းနေတာနဲ့တူတူပဲပေါ့တကယ်ပါပဲဒါဟာ differentiation ရဲ့အနှစ်သာရပဲ customer ရဲ့စိတ်ထဲမှာ Gillette ကအမြဲတမ်းရှိဆုံးကနေစမ်းသစ်နေတာဆိုတဲ့အမြင်ကိုတိဆောက်ခဲ့တာသူတို့တင်းနှုံးသားကိုရောင်းတာမဟုတ်တော့ပဲအကောင်းဆုံးမုတ်စိတ်ရေးချင်းအတွေ့အကြုံဆိုတဲ့တမိုးကိုရောင်းခဲ့တာပါဆိုတော့ဈေးနှုန်းစစ်ပွဲကိုဝင်မတိုက်ပဲတန်ဖိုးစစ်ပွဲကိုကိုယ်တိုင်ဖန်တီးခဲ့တာပေါ့တိကျပါတယ်အဲ့ဒီနည်းနဲ့သူတို့က premium segment မှာဈေးကွက်ဝယ်စု80%ကိုထိန်းထားနိုင်ခဲ့ပြီး Schick ထက်35%ဈေးပူတင်ရောင်းနိုင်ခဲ့တယ် What capabilities must we have ငါတို့မှာဘယ်စွမ်းရည်တွေရှိမအောင်မလဲဟုတ်တယ်လေအဲ့လို differentiation view ဟာကိုအကောင့်ထဲပေါ်နိုင်ဟိုးဆိုရင်သူတို့မှာကမ္ဘာအဆင့်မီ R&D စွမ်းရည်နဲ့ပြီးတော့အဲ့ဒီနီးပညာအသစ်လေးကိုကြီးကျယ်တဲ့ဇလံဖြစ်အောင်ပြောပြနိုင်တဲ့ marketing စွမ်းရည်ပေါ့မှန်ပါတယ်နောက်ဆုံးပင်တမမေကွန် what management systems are required ဘယ်စီမံခန့်ခွဲမှုစနစ်တွေလိုမလဲဆိုရင်သူတို့ရဲ့အောင်မြင်မှုကိုရောင်းအားအရေးအတွက်နေပဲတိုင်းလို့မရတော့ဘူးပေါ့ဟုတ်တယ်
customer တွေကငါတို့ကိုဒီထွင်စံတင်မှုရဲ့ခေါင်းဆောင်ဖြစ်မြင်နေတယ်လားဆိုရယ် brand perception ကိုတိုင်းတာလဲစနစ်တွေစစ်တိုင်းတွေကအရေးကြီးဆုံးဖြစ်လာတာပေါ့ ရှင်းသွားပြီဆိုတော့အပေါ်ကရွေးချယ်မှုတွေကအောက်ကလှုပ်ဆောင်ရမယ့်အရာအလုပ်ကိုလမ်းညွှန်ပေးထွာတာပဲဒါကတော်တော်များများအတွက်အတွေးခေါ်ကိုပြောင်းပြန်လန်လိုက်တယ်လို့ပဲနော် ဟုတ်တယ်စာအုပ်မှာအထူးတတိပေးထားတာကလုပ်ငန်းအများစုဟာသူတို့မှာရှိတဲ့စွမ်းရည်တွေအောက်ခြေမိကုန်းကနေစပြီးစဉ်းစားလေးရှိကြတယ် ငါတို့ဒီຢာတွေတတ်တယ်ဒါနဲ့ဘာလို့ဆိုင်ကောင်းမလဲဆိုတဲ့ချင်းကပ်မှုမျိုးပေါ့ ဟုတ်တယ်အဲ့ဒါကအမားများတဲ့ချင်းကပ်မှုလို့ဆိုတယ်ရှင် ခဏလေးဗျအဲ့ဒီအချက်ကိုပုံနေနဲ့ဆွေးနွေးကြည့်အောင်ငါတို့ဘာတက်လဲကနေစတာကဘာလို့မားတာလဲလက်တွေ့ကြတယ်လို့ထင်ရတယ်ပဲမဟုတ်လား လက်တွေ့ကြတယ်လို့ထင်ရပေမဲ့အဲ့ဒါကကိုအကန့်အသတ်တွေထဲမှာပဲပိတ်မိစေလို့ပါကိုမှရှိပြီးသားစွမ်းရည်တွေကနေပဲစဉ်းစားရင်ကိုရောက်နိုင်တဲ့နေရာကအကန့်အသတ်ရှိသွားပြီလေ အော် ဒါပေမဲ့ကိုဘယ်နေရာကိုရောက်ရမယ်ဆိုတဲ့ရည်မှန်းချက်ကနေစရင်အဲ့နေရာကိုရောက်ဖို့လိုအပ်တဲ့စွမ်းရည်အတစ်တွေကိုတိဆောက်ဖို့ကိုတွန်းအားပေးပြီးသားဖြစ်သွားတယ်အဲ့ဒါကတိုးတက်မှုကိုဖန်တီးတာပါ ဟုတ်ပြီဒီတော့နိုးလို့ပြောချင်းရဲ့စွမ်းအားကိုစသွားကြအောင်မလို့တော့မယ့်ຢာတွေရဲ့စာရင်းကပူရေးကြီးတယ်ဆိုတဲ့ချက်ကတော့ကျွန်တော်အတွက်တော့တကယ်ကိုအဓိကအချက်ပဲ AG Lovely က PNG မှာဒါကိုလက်တွေ့ကျင့်ထုံးခဲ့တယ်နော် ဟုတ်ပါတယ်ဒါကသူ့ရဲ့အဓိကအမြင်ပါပဲသူ CEO တာဝန်ယူချိန်မှာ PNG က brand ပေါင်းယာနဲ့ချီပြီးလုပ်ငန်းတွေကပြန်ကျဲနေတော့အာယုံစိုက်မှုမရှိဘူးလို့သူမြင်ခဲ့တယ် ဆိုတော့သူလုပ်ခဲ့တာက သူလုပ်ခဲ့တဲ့ပထမဆုံးအရာတွေထဲကတစ်ခုက stop doing list မလုပ်တော့မဲ့အရာများစာရင်ကိုဖန်တီးခဲ့တာပါ အဲ့ဒီ list ကနာမည်ကြီးဆုံးဆုံးဖြတ်ချက်ကဘာဖြစ်မလဲ PNG အနေနဲ့ဈေးကွက်တစ်ခုမှာ number 1ဒါမှမဟုတ်အားပြိုင်နိုင်တဲ့ number 2မဖြစ်နိုင်ဘူးဆိုရင်အဲ့ဒီဈေးကွက်ထဲကိုလုံးဝမဝင်ဘူးရှိနေရင်လည်းပြန်ထွက်မယ်ဆိုတာပါပဲ Pringles အာလူကြော်နဲ့ Jif မြေဘဲထောပတ်လို့အမြင့်ထွက်နေတဲ့လူကြိုက်များတဲ့ဂုံမတ်တန်စိတ်တီကိုတောင်ရောင်းထုတ်ခဲ့တယ်လို့ရင်းမြစ်ထဲမှာဖော်ပြထားတယ်အဲ့ဒါတော့နည်းနည်းနားလဲရခဲ့တယ်ဗျာငွေဝင်နေတဲ့လုပ်ငန်းတစ်ခုကိုဘာလို့လက်လို့ရတာလဲ အင်မတန်ကောင်းတဲ့မိကုန်းပါပဲကန့်ကွက်မှုတွေအများကြီးရှိရ definitely ပေါ့ဒါပေမဲ့ Lovely ရဲ့ကြိုးကြောင်းပြချက်ကရှင်းတယ်သူက billion dollar brand strategy ဆိုတာကိုချမှတ်ခဲ့လေ billion dollar brand strategy ဟုတ်တယ်ဆိုလိုတာက PNG ရဲ့အဖို့တန်ဆုံးအရင်မဲ့တွေဖြစ်တဲ့ငွေလူအချိန်တွေကို brand ပေါင်းရက်30ကျော်စီဖြန့်ချက်ထားမယ်အစား အလားလာအကောင်ဆုံးဖြစ်တဲ့ brand 10လောက်အပေါ်မှာပဲစုစည်းပုံអော်လိုက်တာပေါ့ တိတိကျကျပါပဲသူရဲ့မိခွန်းရာ Pringles ကိုကမ္ဘာနံပါတ်1အာလူကျော် brand ဖြစ်အောင်လုပ်ဖို့သုံးမဲ့ဒေါ်လာတန်100ကပိုတန်ဖို့ရှိမလားဒါမှမဟုတ်အဲ့ဒီတန်100ကိုပဲငါတို့ရဲ့အဓိက brand ဖြစ်တဲ့ Thai Award Show ဆက်ပြကိုအရှိတောင်အာရှမှာနံပါတ်1ဖြစ်အောင်လုပ်ဖို့3လကပိုတန်ဖို့ရှိမလားဆိုတာပါပဲ ဟာဒါကအရင်မြစ်တွေကိုဘဲမှာအကျိုးအရှိဆုံးအသုံးချမလဲဆိုရရွေးချယ်မှုပဲ ဟုတ်တယ်ပါသူ့ရဲ့အဖြေကရှင်းနေခဲ့တယ်အရင်မြစ်တီကိုအလားလာရှိဆုံးနေရာတွေမှာပဲစူစီအသုံးချခြင်းကပိုပြီးအကျိုးအမြတ်များတယ်ဆိုတာပါပဲ ဒါပေမဲ့အရာရာတိုင်းကိုနိုးလို့ပြောနေတာကအန်တီရမရှိဘူးလားနောက်ထပ်ပေါ်လာမဲ့အခွင့်အရေးတွေကိုလက်လွတ်သွားနိုင်တာပေါ့ ဒါကတကယ့်ကိုမှန်ကန်တဲ့ဆွဲယူမှုတစ်ခုပါ view ဟာဆိုတာအမြဲတမ်းအပေးရှူလုပ်ရတာပဲ trade off Lovely ရဲ့ချင်းကပုံက no လို့အပြီးတိုင်ပြောတာထက် not now လို့အခုတော့မဟုတ်သေးဘူးလို့ပြောတာ ਨੇ ပို့တူပါတယ် အဓိက brand တွေကိုအငင်ခိုင်မအောင်လုပ်ပြီးမှဘလို့ရလက်တီထားခဲ့လဲ ရလက်တွေကတော့အမခန်းပါပဲ2010နဲ့2009ကြားမှာ PNG ရဲ့ဝင်ငွေက20နီးပါးတိုးလာတယ် နစ်စနေပါ ဟုတ်တယ်ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ brand အရက်အတွက်က10ဟိုးကနေ24ခုအထိ20ကျုံတိုးလာခဲ့တယ်ဒါကသူတို့အတွက်တော့နီယာနဲ့ဖြန့်ချတာထက်တနီယာထဲမှာအာယုံစိုက်တာကပိုပြီးအကျိုးအမြတ်များတယ်ဆိုတာကိုတတိပြခဲ့တာပါပဲ ကောင်းပြီအခုနပြောခဲ့တဲ့ cascade differentiation နဲ့ no လို့ပြောချင်းဆိုတဲ့အတွေ့အခေါ်တွေအားလုံးဘလို့အတူတကွအလွတ်လွတ်တယ်လဲဆိုတော့ပေါင်းဆက်ကြည့်အောင်အိုလေအမတ်တန်စိတ်ရဲ့အတွင်းကူပြောင်းမှုလားဥပမာကောင်းတစ်ခုဖြစ်မိထင်တယ် အိုလေယာအဲ့ဒီ cascade ကိုလက်တွေ့အသုံးချမှုရဲ့အကောင်းဆုံးဥပမာပါပဲသူတို့ကရုန်းကန်နေရတဲ့ brand တစ်ခုကနေ$2.2 ဘီလီယံတန်တဲ့ကမ္ဘာခေါင်းဆောင် brand တစ်ခုဖြစ်လာခဲ့တာ စိတ်ဝင်စားစရာပဲသူတို့ရဲ့ cascade ကိုတစ်ခုချင်းကြည့်အောင်ပထမဆုံး winning aspiration ကဘာဖြစ်မလဲ သူတို့ရဲ့ရည်မှန်းချက်ကအရန်တိကြတယ်ရှင် winning aspiration အသက်40ကျော်အမျိုးသမီးတွေအတွက်အရေးပြားအုံမင်းရင်းအောင်မှုအတိုက်ဖြတ်ပြတဲ့ကန်တာမှာကမ္ဘာနံပါတ်1ဖြစ်လာမယ်ဆိုတာပါပဲ လူငယ်တွေအတွက်မဟုတ်ဘူးအားလုံးတော့မဟုတ်ဘူးတီးကြတဲ့လူအုပ်စုအတွက်အကောင်းဆုံးဖြစ်ချင်ခဲ့တာ ဟုတ်ပါတယ် Okay ဒါဆိုသူတို့ရွေးချယ်ခဲ့တဲ့ကစားကွင်းကတော့ where to play
သူတို့ကအသက်40ကနေ65နှစ်ကြာအမျိုးသမီးတွေကိုပဲအဓိကထားပေးတယ်ပထဝီဝင်ရအမေရိကန်နဲ့အနောက်ဥရောပကိုပဲအာရုံစိုက်တယ် ရောင်းတဲ့နေကတော့ ဖြန့်ချီရေးလိုင်းကြောင်းအနေနဲ့ကုန်တိုက်ကြီးတွေ mass merchandisers နဲ့ဆေးဆိုင်တွေမှာပဲရောင်းမယ်လို့ဆုံးဖြတ်ခဲ့တယ်အစစ်မြစ် department store တွေမှာမရောင်းဘူး ဒါဆိုသူတို့အနိုင်တိုက်မဲ့နီလန် how to win ကဘာဖြစ်မလဲ cost la differentiation လား နောက်ကဒါရန်စစ်ဝင်ရင်စားဖို့ကောင်းတဲ့ပိုင်းပဲသူတို့ကနှစ်ခုစလုံးရဲ့အားသာချက်ကိုပေါင်းစပ်ထားတဲ့နီလန်းကိုသုံးခဲ့တယ်သူတို့ရဲ့အဓိကဆောင်ဖို့ကကုန်တိုက်ကြီးတဲ့ရဲ့အရေးသွေးကိုဆေးဆိုင်ဈေးနှုန်းနဲ့ရရှိစေမယ်ဆိုတာပါပဲ အော် affordable premium စိတ်နှုန်းတင်တဲ့အစစ်မြင့်ကန်တာပေါ့ Estee Lauder တို့လို brand တွေနဲ့အရေးသွေးချင်းပြိုင်တယ်ဒါပေမဲ့ဈေးနှုန်းကိုတော့လူများစုလက်လန်းမီနိုင်တဲ့အစစ်မှာပဲထားခဲ့တယ် တိကျပါတယ် ဒါဆိုရင်ဒီဗျူဟာကိုအသက်သွင်းဖို့ကစတုထမီခွန်း capabilities ကအရေးကြီးလာပြီသူတို့ဘယ်လိုစွမ်းရည်တွေတိဆောက်ခဲ့ရလဲ ဟုတ်ကဲ့သူတို့အစစ်မြင့်ကုန်တိုက် brand နေနဲ့ရှင်လိုက်တဲ့တိတ်ပနက်ကြအရေးပြောင်းတုတေသနာစွမ်းရည်ကိုတိဆောက်ခဲ့ရတယ် ပြီးတော့အဲ့ဒီလိုရှုပ်ထွေးတဲ့သိပ္ပိုက်များကိုတာမန်မျိုးသမီးတယောက်နားလည်အောင်ရှင်းပြနိုင်တဲ့ marketing စွမ်းရည်လည်းလုံးမှာပေါ့ မှန်ပါတယ်နောက်ဆုံး management system ဆရာဆိုရင်သူတို့ရဲ့ဈေးကွက်စစ်တမ်းတွေအားလုံးကအသက်40ကျော်အမျိုးသမီးတွေရဲ့ယုံကြည်မှုကိုငါလို့ရရဲ့လားဆိုတဲ့မြေခွန်းတွေပုံမှာပဲအာယုံစိုက်ခဲ့တယ် ရောင်းရကောပဲကြည်တာမဟုတ်တော့ဘူးပေါ့အဲ့ဒီတော့သူတို့ no လို့ပြောခဲ့တဲ့ຢာတွေကတော့ဘာတယ်လဲ သူတို့ရဲ့ knowledge ကအောင်ရင်မှုအတွက်အဓိကကျခဲ့ပါတယ်ရှင် ဥပမာ သူတို့ကဆယ်ကျော်သက်တေကို target မထားဘူးအမျိုးသားသုံးရေပြထင်းတင်းမှုဈေးကွက်ထဲမဝင်ဘူး အဲ့ဒီအချိန်ကခစ်စားနေတဲ့ပပဝါပစ္စည်း organic ပုံစံမျိုးကိုတော့ အဲ့ဒါကိုလည်း no ပဲသိပင်ပညာကိုပဲအဓိကထားတယ်ပြီးတော့သူတို့ရဲ့ product တွေကိုသတ်မှတ်ထားတဲ့ဈေးနှုန်းအထက်ကိုဘယ်တော့မှမတက်ဘူးလို့ဆုံးဖြတ်ခဲ့တယ် ဒီလိုပြင်းပြန်းထန်ထန်အာယုံစိုက်ခဲ့တာကပဲသူတို့ရဲ့အောင်မြင်မှုတော့ချက်ဖြစ်သွားတာပေါ့ ဟုတ်ပါတယ် message ရှင်းလင်းသွားပြီးသတ်မှတ်ထားတဲ့ customer တွေစီတက်တက်မမရောက်ရှိစေခဲ့တာပေါ့ ဒါဆိုရင်ဒါတွေအလုံးကိုခြုံငုံသုံးသပ်ရရင် plain to win စာအုပ်ကပေးတဲ့အဓိကသတင်းစကားကရှင်းလင်းပြတ်သားမှုဟာစွမ်းအားဖြစ်တယ်လို့ဆိုရမှာပဲ ဟုတ်ပါတယ်တကယ် view ဟာဆိုတာရွေးချယ်စရာတွေအများကြီးဖွင့်ထားတာမဟုတ်ပဲနဲ့ ကိုမလုံးမဲ့တကားတွေကိုတတိရှိရှိပိတ်ရဲချင်းတာဖြစ်တယ်ပေါ့ တိကျပါတယ်ကိုယ့်ရဲ့မြင့်ဆုံးရည်မှန်းချက်ကနေနေ့စဉ်စီမံခန့်ခွဲမှုစစ်ဆေးမှုတွေအထိတစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြစ်ပေမဲ့ရှင်းလင်းပြတ်သားတဲ့ရွေးချယ်မှုတွေစက်တိုက်ပြုလုပ်ခြင်းပါပဲ လို့ဆုံးနေနဲ့နားထောင်နေသူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ဒီ plain to win ရဲ့မူဖောင်ကတကဘာလုံးမှာအသုံးဝင်နေဆိုပေမဲ့ယဉ်ကျေးမှုနဲ့ရေးကွက်အခြေအနေပေါ်မူတည်ပြီးအဒီပဲဖွင့်ဆိုပုံဒီပြောင်းလဲနိုင်နေဗျာ ဟုတ်ကဲ့ဒါကတော့စဉ်းစားစရာအချက်ကောင်းတစ်ခုပါပဲ ဆိုတော့မိကုန်းကတော့ဒီ model တွေကိုကိုယ့်လူငယ်ကိုယ့်စေးကွက်နဲ့ကိုက်ညီအောင်ဘယ်လိုပြန်သုံးသပ်မလဲဥပမာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာအနိုင်ရခြင်း winning ဆိုတာတကယ်တမ်းဘယ်လိုအတိတ်ပဲတက်အောင်နေမလဲ ဈေးခွက်ဝေးစုကအများဆုံးရခြင်းလားဒါမှမဟုတ်အခက်ခဲတွေကြားထဲမှာရေရှည်တည်တံ့အောင်ရည်တည်နိုင်ခြင်းလား ဟုတ်ပါတယ်ဒါကတော့ကိုယ့်ရဲ့တည်တံ့ခြင်းတွေဘလို့မူတည်ပြီးအပြေးထိုးရမယ့်မိကုန်းတစ်ခုပါပဲ